Manchester United အသင်းရဲ့တိုက်စစ်မှု Marcus Rashford ဟာပြီးခဲ့တဲ့2025-2026 ရာသီမှာမန်ယူအသင်းကနေပြီးတော့ဘာစီလိုနာအသင်းစီကိုအငှားနဲ့တွားရောက်ကစားခဲ့တာဖြစ်ပြီးတော့နူးကမ်မြေမှာပြိုင်ပွဲစုံ49ပွဲကစား14ဂိုးတွင်14ကြိမ်ဖန်တီးမှုပြုလုပ်ခဲ့ပြီးတော့ဘာစီလိုနာအသင်းကိုလာလီဂါချန်ပီယံဆုရအောင်အကောင်းဆုံးခြေစွမ်းပြကူညီပေးနိုင်ခဲ့ပါတယ်။ဒါကြောင့်လည်းဘာစီလိုနာနီးပြဟန်စီဖလစ်က Rashford ကိုအပိတက်မခေါ်ယူနိုင်ခဲ့တဲ့အပေါ်မှာနှမျောတတဖြစ်ပြီးတော့လွမ်းနေမိမှာပါလို့ဝန်ခံစကားပြောကြားခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာဘက်ကသူ့ကိုပေါင်26တန်ယူရိုတန်30လောက်နဲ့အပိတက်ခေါ်ယူခွင့်ရှိခဲ့ပေမဲ့လာလီဂါရဲ့ဘန်နာရေးစီးမြင့်တွေနဲ့ကစားသမားရဲ့လစာနှုန်းထားမြင့်မာမှုတွေကြောင့်အပိတက်မခေါ်ယူပဲလက်လွတ်ခဲ့ရတာဖြစ်ပါတယ်။လက်ရှိမှာတော့ Rashford ဟာမန်ယူအသင်းစီကိုပြန်လည်ရောက်ရှိလာပြီးဖြစ်ပေမဲ့သူ့ရဲ့အနာဂတ်က Old Trafford မှာနေရာမှုမရှိသေးပဲဖြစ်နေချိန်မှာတူရကီစူပါလိရဲ့ထိပ်သီးကလပ်ဖာနာဘာဂျီအသင်းကသူ့ကိုခေါ်ယူဖို့အတွက်ငွေကြေးများများတုံးဆွဲပြီးတော့ကန်လန်ဖို့အလေးနက်ပြင်ဆင်လာတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီဘာစီလိုနာမှာပြသခဲ့တဲ့ Rashford ရဲ့ထိပ်တန်းဂိုးသွင်းစွမ်းရည်ကြောင့်ဖာနာဘာဂျီအသင်းကသူ့ကိုလာမယ့်ရာသီအတွက်အဓိကတိုက်စစ်ကောင်းဆောင်ဖြစ်သတ်မှတ်ထားပြီးတော့မန်ယူအသင်းနဲ့ကစားသမားဘက်ကသဘောကျလောက်မဲ့လစာနဲ့ပြောင်းရွှေ့ကြေးကိုပေးချေဖို့အထိရည်ရွယ်ထားတယ်လို့ဥရောပအားကစားသတင်းတွေကဖော်ပြနေကြပါတယ်။စပိန်မြေမှာခြေစွမ်းပြပြီးတော့သူ့ရဲ့ကစားသမားဘဝကိုပြန်လည်အသက်သွင်းနိုင်ခဲ့တဲ့ Rashford တယောက်တူရကီလီးစီပြောင်းရွှေ့ပြီးတော့ဆင်ခေါ်မှုအသစ်တွေကိုရင်ဆိုင်နိုင်မလားဒါမှမဟုတ်မန်ယူအသင်းမှာပဲဆက်ရှိနေမလားဆိုတာကိုတော့ပြည်သက်တွေနဲ့အတူဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။